မိတ်ဆွေတို့ရေတောနက်ထဲမှာကံပင်းသွားလို့ရင်းနဲ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးခြောက်ကပ်ပြီးကိုယ်နှလုံးခုန်တန်ကိုပြန်ကြားရလောက်အောင်တိတ်ဆိတ်သွားတဲ့အတွေ့အကြုံမျိုးရှိဘူးပါသလားအခုကျွန်တော်ပြောပြမယ့်ဇလန်းကတော့လူငယ်တစုတောထဲမှာပျော်ပါရင်းနဲ့မမြင်ရတဲ့အောင်လန်းကပိုင်ရှင်တွေကိုသွားပြီးကန့်လန့်တိုက်မိရာကနေကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ပျော်ပျော်ပါးပါးရေမောတန်တွေကနေတဆင့်ညဘက်တဲ့အပြင်မှာပတ်လျှောက်နေတဲ့ခြေတံတွေနဲ့အမောင်ထဲကနေစိုက်ကြည့်နေတဲ့အရေးမေးကြီးအဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာနားဆင်ကြည့်လိုက်ကြရအောင်ဗျာကျွန်တော်နာမည်အထလို့ခေါ်ပါတယ်ဒီဖြစ်ပျက်ကလွန်ခဲ့တဲ့10နှစ်ကျော်ကျွန်တော်တို့တွေးကြွနေတဲ့လူငယ်ဘဝဒီဇင်ဘာလကုန်ပိုင်းအေးအေးမြမြရာသီမှာဖြစ်ခဲ့တာပါအဲ့ဒီတုန်းကတငယ်ချင်းလေး9ယောက်စုပြီးအားလက်ရက်မှာကမ်ပိန်းလုပ်ဖို့ပစ္စည်းတွေအပြည့်နဲ့ကားပေါ်တက်ပြီးဘန်ကောက်ကနေ2ယောက်မိခေါင်းနဲ့ရောက်ဘက်ကတဆင့်ခေါင်ရိုင်းခောက်ရဲတောင်ပေါ်ကိုတက်ခဲ့ကြတဲ့လမ်းမှာတချင်းတွေဆိုပျော်ပျော်ပါးပါးနဲ့ပေါ့ဒီခီးစဉ်ကတေးရပါမဲ့အောက်မေ့ပွဲအိမ်မက်ဆိုးကြီးဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူး။တောင်ပေါ်ရောက်တော့အေးစိတ်လာပြီးအုပ်ဆိုင်နေတဲ့တောအုပ်ကြီးကိုမြင်ရတယ်။အဲ့ဒီမှာဖွဲ့တဲကအဆိုးဆုံးနဲ့လူလဲကြဆုံးဘတ်စကခေကောင်ကြီးတို့လူတွေနဲ့ဝေးတဲ့တောဆက်နာကတိတ်ဆိတ်တဲ့နေရာမှာတဲဆောက်ရအောင်ဒါမှလွတ်လွတ်လပ်လပ်တောက်စားလို့ရမှာဆိုပြီးအကြံပေးတဲ့အားလုံးကလည်းသဘောတူပြီးလူချေပြက်တဲ့တဲစခန်းရဲ့အစွန်ဆုံးတောနက်ကြီးနဲ့ကက်လျက်နေရာတစ်ခုကိုရွေးလိုက်ကြတယ်။အဲ့ဒီနေရာရဲ့ဘေးမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်။ထူးခြားတာကအဲ့ဒီအပင်ချေရင်းမှာအယောင်ဝင်နေတဲ့အဝိဆ3ယောင်ပတ်ထားပြီး၆တွေ့နေတဲ့ပန်းကုန်းတကုန်းချိတ်ထားတာကိုတွေ့ရတယ်။အဲ့ဒီတုန်းကတော့လူငယ်တဘာဝဒါကတော့တောဆောင်နဲ့မြေဆောင်နဲ့ရှိလို့နေမှာပါဆိုပြီးဂယုမဆိုင်ပဲအနားမှာတဲနှလုံးဆောက်အလဲမှာစပွဲခုန်ခင်းပြီးပြင်ဆင်ကြတာပေါ့။ဒါပေမဲ့တဲဆောင်နေတော့ကျွန်တော်သတိထားမိတာတစ်ခုကအနောက်ကတောအုပ်ကြီးကထူးဆန်းလောက်အောင်ငြိမ်သက်နေတာပဲနှစ်တန်ပိုးကောင်တန်လုံးဝမကြားရပဲတစ်ကိုင်းတွေကြားလေတိုက်လို့မြည်တဲ့ဝူဝါဝါအတန်ပဲရှိတယ်ဘတ်ကတော့ဟေ့ကောင်တွေဒီနေရာကြီးကတိတ်ဆိတ်လှကြည်လားလို့ပြောတော့ကျွန်တော်ကတော်ရဲဆိုတော့ဒီလိုပဲပေါ့ကွာလို့ရေမောပြီးပြန်ပြောခဲ့မိတယ်ညဘက်ရောက်တော့ရာသီဥတုကပိုအေးလာတယ်ကျွန်တော်တို့လည်းမီးဖိုပြီးအသားကင်တောက်စားပြီးအတန်ကျဲကြီးတွေနဲ့ပျော်ပါကြတော့တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ပျော်ပါတန်တွေကအဲ့ဒီတော့အုပ်ထဲကမမြင်ရတဲ့နှောင့်ယှက်မခံကျင်တဲ့အရာတစ်ခုကိုတွားပြီးနှိုးဆွလိုက်တယ်လို့ဖြစ်သွားတာကိုမသိခဲ့ကြဘူးဒါပေမဲ့မီးပိတ်လိုက်တာနဲ့အဲ့ဒီခြေတံကတဲဝင်းကျင်မှာဝိုင်းပတ်ပြီးပြန်လျှောက်နေပြန်ရောပို့ပြီးကြောက်စရာကောင်းတာကအဝိဆ3ယောက်ပတ်ထားတဲ့တစ်ပင်ကြီးရဲ့ဘေးမှာလူတစ်ယောက်ထက်အစမတန်အရက်ရှည်လုံးနဲ့အရေးမြင့်ကြီးတစ်ခုကမတက်ရက်ပြီးကျွန်တော်တို့တွေကိုအပေါ်ကနေငုံဆိုင်ကြည့်နေတာကိုအားလုံးပြိုင်တူမြင်လိုက်ရတဲ့အချိန်ပဲအဲ့ဒီအရာကလူမဟုတ်တာတော့သိကြတယ်ဘာလို့လဲဆိုတော့သူ့ခြေထောက်တွေကမြေကြီးပေါ်မှာမရှိပဲလေထဲမှာတုံတုံရီရီနဲ့တွဲလောင်းကြီးဖြစ်နေလို့ပါပဲအဲ့ဒီညကဘလို့ဖြတ်တန်းခဲ့ရလဲမီးအားလုံးတဲထဲမှာဆောင်းချုံပြီးကြောက်လန့်တုံရီရင်ဖျားစာတွေရွနေခဲ့ကြရတယ်တဲအပြင်က6လန့်တန်တွေကလည်းမနက်မိုးလင်းခံနေအထိမရက်မနာကြားနေခဲ့ရတာပါမနက်လင်းလို့အလင်းရောင်ရတာနဲ့ပစ္စည်းတွေကိုပမန်းကရန်ကားပေါ်ပစ်တင်ပြီးမောင်းပြေးကြတော့တာပေါ့အောက်ရောက်လို့မျိုးသားဥယျာဉ်ဝန်ထမ်းတယောက်ကိုအကျိုးအကြောင်းပြောပြတော့မှအဲ့ဒီဝန်ထမ်းကမင်းတို့သွားတဲ့နေရာကအရင်ကတောဆောင်ဖိုးကိုတယောက်ကွယ်လွန်သွားတဲ့နေရာပဲသူကတောကိုအရန်ချစ်ပြီးစီကန်းကြီးတယ်ဘသူမဆိုအဲ့ဒီနားမှာလာပြီးဆူဆူညံညံလို့ရင်မျိုးမတည်ပြောရင်အငြင်းတန်းထွက်ချောက်တတ်တယ်မင်းတို့တွေတောတွေကပြန်ထွက်လာနိုင်တာပဲကံကောင်းလာပြီလို့ပြောပြရှာတယ်ဒါကတော့ကျွန်တော်ဘဝမှာဘယ်တော့မှမေးလို့မရမယ့်ခေါင်ရိုင်တောင်ပေါ်ကသင်ငန်းစာပါပဲအခုနောက်ပိုင်းကျွန်တော်ဘတော်ပဲတောင်မဲသွားအမြဲတမ်းကြော့ပန်းစင်ပြီးမှဝင်လေးရှိပါတယ်မိတ်ဆွေတို့လည်းတဘာဝတောတောင်တွေကိုသွားတဲ့အခါတောထဲမှာပါဇက်ဖရဲမကြံဖို့နဲ့ကိုမမြင်ရတိုင်းမရှိဘူးလို့မတတ်မှတ်ကြဖို့သတိပေးပါရစေခင်ဗျာအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ